Hello အားလုံးပဲမင်္ဂလာပါ Pinky Blog ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ Pinky တို့မကထသက်စားမဲ့အစီအစဉ်လေးကို Pinky ကဒီနေ့ဒုတိယ blog လေးမှာပြန်ပြီးမှတင်ပေးလိုက်ပါတယ်နော်။အဲ့ဆိုင်ရောက်ပြီဆိုရင်တော့ထုံးစံတိုင်းပေါ့နော်။စားချင်တာလေးတွေယူလာခဲ့တယ် Pinky ကအဲ့နဲ့စပြီးကျင်းလာပြီးပြုတ်ပါပြီပေါ့နော်။ဒါကြီးကတော့စဆွဲနေပါပြီဒီပကံကတော့သူကုန်သွားပါပြီဒီနေ့ကြော်နေစတာကြော်ဒီရလည်းသူစားနေပါလေသူကြိုက်တာလေးတွေကိုတော့အပိုင်းငယ်လေးရလည်းစားနေပါပြီ sauce ဒီဆိုလို့ရှိရင်လေ ready sauce လေးလုပ်ထားပြီးလို့ကိုကိုဆက်ပြီးမှလည်းစားလို့ရပါတယ်အင်းဒီရွက်ဒီဆိုလို့ရှိရင်လေပေါ့နော်အင်းဒီရွက်ကတော့တိတ်မစုံဘူးပေါ့နော်ထားပြီးတာဒါမဲ့လည်းရှိပါတယ်တော်တော်လေးတော့အကျော်လေးလည်းထားပါတယ်စသားကျော်လေးငါးအီကုန်ကျော်လေး french fry လေးပေါ့နော်တောက်စရာတွေကတော့တော်တော်လေးကိုစုံလာတယ်ငါးမျိုး6မျိုးလောက်ပို့ထားပါတယ် ice cream လေးလည်းရှိပါတယ်ဒါကတော့အသားလွှာတွေပေါ့နော်ဝတ်သားလွှာတွေသုံးသက်သွားလောက်အလွှာတွေပေါ့နော်အဲ့ဒါလေးထားပေးရပါဒီမှာဆိုလို့ရှိရင်လည်းစသားတွေဝတ်သားတွေပေါ့နော်barbecue sauce ဒီနဲ့လည်းနှက်ထားသလိုမလာ sauce မလာမုန့်လေးလည်းနှက်ထားတယ်ပေါ့နော်ပြီးညုတ်ကောင်းအရသာရှိရပြီးပြီးရသာရှိရပေါ့နော်အရသာလေးတွေကိုတော့အမျိုးမျိုးနဲ့ထားပေးပါတယ်ပေါ့နော်ပြီးဒီဘက်မှာဆိုလို့ရှိရင်ပင်လယ်စာအစုံလေးလည်းထားပေးတယ်ပေါ့နော်ဒီဘက်ပိုင်းမှာတော့ရင်းကြီးတွေ cheese တွေ salmon ငါးတွေထားပေးတာပေါ့နော် cheese ကတော့ free flow ပေါ့နော်ပြင်းရမ်းကြိုက်ပါတယ်ပြီးရင်ရက်တောင်ကုန်းတွေရောသွေးကုန်းတွေရောခဏန်းရောပစုံတွေရောစုံနေတာပဲပေါ့နော်ဒီရောက်တာရမ်းလို့စုံနေတယ်ပြီးတော့လုံးဝစုံနေတယ်နော်ဒီရင်လေးစားလို့ကောင်းတယ်ပေါ့နော်တစ်ခါတော့ဒီတဲ့ရောက်ဖြစ်တယ်ဆိုစားကြည့်ပါလို့အကြံပေးချင်ပါတယ်တချို့ကျတော့လေခဏန်းနေပါလေกินပြီးမစားချင်ဘူးဆိုရင်ဒီလိုလေးပေါင်းထားပြီးရပေါ့နော်အဲ့လိုပြီးစားလို့ရတယ်ပြီးရင်ပစုံနဲ့စိန်လေးရှိပါတယ်ဒီဘောနော်ဒီမှာပစုံလေးကနန်းမျိုးအလိုပါပြီးတော့ဒီနေ့မလာရင်းနဲ့ပြီးရင်ထိုင်းရတာလေးလည်းအမျိုးမင်းလေးတို့တော့အတင်စားလုပ်ထားပြီးပါတယ်ဒါကတော့ဆူချီမင်းလေးတီရောရှိပါတယ်ဒီရောအချိုရောအရန်ကိုစုံပါတယ်အဲ့ဒီမှာဒီဓာလေးကအရန်ကိုရတာရှိတယ်ဒီရဲ့ဒီပီဇာရတာနဲ့သူလုပ်ထားတာပေါ့နော်အရန်ရတာရှိပါတယ်ဒါလေးကလေဒီဟာစီနှုံးကတော့လူကြီးက299ကလေးက199ဖြစ်ပါတယ်ပေါ့နော်ပြီးတော့လေဒီမှာကျတော့ပစုံအစိမ်းတွေကိုလည်းလက်ဆက်ထားပြီးတယ်ဒါပေမဲ့ပင်ကြီးတော့မစားဘူးပေါ့နော်ပင်ကြီးတော့အထဲမှာဒေဗီသားလေးတွေကိုပဲယူပြီးစားတာပေါ့နော်သူကတော့ဒီမှာပစုံလက်ဆက်ယူပြီးရေအောင်ဒီမှာစားကြတာပေါ့နော်ဒီမှာဆိုပစုံကန်ကြီးအကြီးထားပေးတယ်ပေါ့ဒီဘက်ပစုံကန်တော့တိတ်မရှိတော့ဘောနောက်မှလာဖြည့်သွားတာပေါ့နော်ပစုံကြီးကအရန်ကိုသူတို့လိုလက်ဆက်စားကြတာပေါ့နော်ဒီဟာတွေကကဲသားတွေလည်းစားနေပါတယ်အရပါရနဲ့စားနေတယ်သူကြီးကိုလည်းစကားလေးပြောရင်းနဲ့သူကြီးလည်းဒီနေ့တော်တော်လေးစားဖြစ်သွားပါတယ်ဈေးနှုန်းကိုတော့ကိုကကြိုက်တာယူလို့ရတာပေါ့နော်199ဆိုရင်တော့ပုံစားရအောင်ပေါ့နော်299မှာပုံစားမှာဒီတော့ကိုက199ပဲတန်းယူလိုက်ပါတယ်ကလေးကတော့ဘယ်လိုလဲ199ပဲပါနော်ပစုံခင်ဘောနော် cheese လေးနဲ့အဲ့လို dip လုပ်ပြီးစားတာအရန်ကိုကြိုက်ပါတယ်အရန်လည်းစားကောင်းပါတယ်ပေါ့နော်မြေချင်းတို့လည်းမကထားသွားရင် buffet သွားရင်ဘယ်လိုလေးစားလဲဘီကီကိုပြခဲ့အောင်နော်ကဲကတော့စားပြီးပြီဆိုတော့အိမ်ပြန်มาတော့မယ်ဒါလေးရရှန်နေပြန်နေပါပြီကဲဘီကီ blog ကိုအဆုံးထိကြည့်ပြီးအားလုံးကြည့်အများကြီးတင်ပါတယ်ပေါ့နော်ဒီရဲ့ page ကိုလည်း follow လုပ်ထားဖို့မင်းနဲ့ပေါ့နော် Nissan တရားမှာပြင်ကျဲ giveaway လေးပြီးမှဆိုတော့ပါ bye bye